ဒီကနေ့ဟာ2026ခုနှစ်ဧပြီလ9ရက်နေ့ဖြစ်ပါတယ်ဒီကနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ခရစ်ယာန်လောကမှာဤထူးနေ့မြတ်တစ်ခုအနေနဲ့သတ်မှတ်ထားတဲ့ Easter Sunday ဖြစ်ပါတယ် Easter Sunday ဆိုတာကယေရှုခရစ်တော်ရဲ့တည်ခြင်းမှရှင်ပြန်ထမြောက်တဲ့နေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့တိုင်းမှာကျွန်တော်တို့အဲ့ဒါကိုကျင်းပပါတယ်ဒါပေမဲ့ဒီကနေ့ဟာဆိုလို့ရှိရင်တကယ်တမိုင်းမှာဖြစ်ပျက်ခဲ့တဲ့နေ့ရက်ပေါ့နော်ဒီဧပြီလရဲ့ပထမဆုံးအပတ်တနင်္ဂနွေနေ့မှာခရစ်တော်ဟာထမြောက်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့ဟာဆိုလို့ရှိရင်အထူးသဖြင့်ကျွန်တော်တို့တာမူထားတဲ့အထိုင်အမှတ်ပွဲပေါ့နော်ခရစ်တော်ရဲ့ထမြောက်ခြင်းကိုကျင်းပတဲ့ပွဲနေ့ထူးနေ့မြတ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းပို့ဆောင်ပေးတဲ့ဘုရားရှင်အထူးချီးမွမ်းပါတယ်လို့ဆိုတော့ဒီခရစ်တော်ရဲ့တည်ခြင်းမှရှင်ပြန်ထမြောက်ခြင်းဟာဘယ်လောက်ထိအရေးကြီးတယ်လဲဆိုလို့ရှိရင်ခရစ်ယာန်ရဲ့နော်ယုံကြည်ခြင်းရဲ့အတိကမရိုင်ပေါ့နော်ဖြစ်ပါတယ်အတိကအခြေခံအောက်မြစ်ဖြစ်ပါတယ်ဒါမရှိလို့ရှိရင်ဒီထမြောက်ခြင်းဆိုတာမရှိလို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းအဆောက်အအုံတစ်ခုလုံးကနော်ပျက်စီးပြီးသားဖြစ်ပါတယ်ဆိုတော့ဒါဟာအရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်တို့ယုံကြည်တဲ့အခါမှာကယ်တင်ခြင်းရရှိဖို့ရန်အတွက်မရှိမဖြစ်အရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်ပေါ့နော်ဒီထမြောက်ခြင်းယုံကြည်လားမယုံကြည်ဘူးလားဆိုတဲ့အပေါ်မှာကျွန်တော်ရဲ့ထာဝရအာမခံချက်လည်းမူတည်တယ်ဆိုတော့ဒီလောက်တောင်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ရှင်းစွာပြောလိုပါတယ်ဒါကြောင့်မို့လို့ရှင်ပေါလုကနှုတ်ကပတ်တော်မှာကောရိန္သုပထမစာဆောင်ခန်းကြီး15အငယ်14မှာဒီလိုပြောပါတယ်ခရစ်တော်သည်ထမြောက်တော်မမိုးလင်းငါတို့ဟောပြောခြင်း၌အကျိုးမရှိသင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိဆိုတော့ပြောပါတယ်ကျွန်တော်တို့ဟောပြောသမျှဟာအကျိုးမရှိဘူးတဲ့ကျွန်တော်တို့ယုံကြည်သမျှဟာလည်းပဲအကျိုးမရှိဘူးတဲ့တကယ်လို့ခရစ်တော်ရဲ့ထမြောက်ခြင်းသာမရှိခဲ့လို့ရှင်เนาะဒီလောက်တောင်မှတေခြင်းမစွမ်းမှန်ကိုတေခြင်းမှန်ကိုအောင်မြင်ခြင်းသည်အလောက်တည်းအရေးကြီးတယ်ဆိုတာကိုမြင်တွေ့ရတယ်အငယ်19မှာဒီလိုဆက်ပြောပါတယ်ခရစ်တော်သည်ထမြောက်တော်မမိုးလင်တင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိတို့စေအပြစ်အောက်၌ရှိကြသည်ဆိုပြီးတော့ပြောပါတယ်ဒါကြောင့်ဒီဗုဒ္ဓမြတ်စွာဘုရားစကားတစ်ခုရှိပါတယ်ဇိနံမရဏနံဘဝိနတိဆိုတဲ့အတိုင်းပဲဘုရားစစ်ဘုရားမှန်ဆိုရင်တေခြင်းကင်းရမယ်ဆိုတဲ့အရာပေါ့နော်ဘုရားစစ်ဘုရားမှန်ရဲ့အရေးသွေးတစ်ခုကတေခြင်းတရားမရဏနော်မရဏတေခြင်းတရားနဲ့ကင်းလွတ်သောပုဂ္ဂိုလ်တူဖြစ်ရမယ်ဆိုတဲ့အတိုင်းပဲယေရှုခရစ်တော်ဟာတေခြင်းတရားကနေထမြောက်တဲ့တေခြင်းကိုအောင်မြင်သောတူဒီသောလူဖြစ်တယ်နော်ဖျားဖြစ်တယ်ဆိုတာကိုသူ့ရဲ့ဖျားဖြစ်ခြင်းကိုဒီအရာကကျွန်တော်တို့ကိုဖော်ပြတာဖြစ်ပါတယ်ဒီအကြောင်းကိုတမန်ကျမ်းစာထဲမှာဟိုးအရင်ကတည်းကပေါ့နော်ဒီဖြစ်ရက်ကိုပေါ့နော်ဒီတေခြင်းမှထမြောက်ခြင်းဖြစ်ရက်အကြောင်းကိုဓမ္မဟောင်းကျမ်းကတည်းကခရစ်တော်မမွေးဖွားခင်ကတည်းကနှစ်ပေါင်းရာထောင်ချီပြီးတော့ပရောဖက်တွေရဲ့နှုတ်ထွက်စကားကကြိုပြောပြီးသားရှိပါတယ်စာလံ16အငယ်30မှာဆိုလို့ရှိရင်လည်းပဲခရစ်တော်ရဲ့တည်ခြင်းဒါဝိကမိမိအကြောင်းပြောတော်လဲဝိနည်းရေးရမှာယေရှုခရစ်တော်ရဲ့တည်ခြင်းကနေထမြောက်မဲ့အကြောင်းကိုသူကဟောကိန်းထုတ်တာဖြစ်ပါတယ်သူရဲ့ခန္ဓာကိုပေါက်တိုးခြင်းတို့မရောက်ဘူးဆိုတဲ့အကြောင်းပေါ့နော်ခရစ်တော်အကြောင်းဖြစ်ပါတယ်ထမြောက်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်ယောဘကလည်းအခန်းကြီး19အငယ်25မှာပေါ့နော်ငါရဲ့သခင်ဟာအသက်ရှင်သောသခင်ဖြစ်တယ်ဆိုပြီးတော့မြေကြီးပေါ်မှာတနေ့ထင်ရှားလာမယ်ဆိုပြီးတော့သူပြောပါတယ်ဒါဟာလည်းပဲယေရှုခရစ်တော်လူဇာတိခံယူပြီးအတိခံပြီးတော့ပြန်လဲထမြောက်မဲ့အကြောင်းကိုယောဘကလည်းပရောဖက်ညာနဲ့ဟောထားတာဖြစ်တယ်လို့ဟေရှာယပရောဖက်ဟေရှာယကလည်းအခန်းကြီး53အငယ်30ထဲမှာနော်အဲ့ဒီအကြောင်းကိုပြောပါတယ်ထာဝရဘုရားသည်သူ့ကိုနှိပ်စက်ခြင်းကအလိုတော်ရှိ၍နာစီတော်မူ၏သူသည်အပြစ်ဖြေသောရစ်ကိုပူဇော်ပြီးမှအမျိုးအနွယ်တော်ကိုမြင်ရလိမ့်မည်အသက်တော်လည်းရှိလိမ့်မည်ပေါ့နော်ဒါဘာပြောချင်လဲဆိုရင်နှိပ်စက်ခွင့်ပေးတယ်ဆိုတာကယေရှုခရစ်တော်လူစားတိခံယူတဲ့အခါမှာအပြစ်သားလူသားတွေကသူ့ကိုနှိပ်စက်ကြတယ်ပေါ့နော်တည်တဲ့အထိပေါ့နော်သူမိမိကို
အတိခံဖို့ရန်အနန္တဲ့အတိုင်းပါပဲလိုသားရရတို့ကိုမညာမတာနှိပ်စက်တယ်ဆိုတဲ့အကြောင်းသူတော့သူကားတဲ့အသက်တော်ရှိလိုက်မယ်ပေါ့နော်တည်တော်လဲပြန်ထမယ်ဆိုပြီးတော့ဒီအကြောင်းကိုပရောဖက်တွေကကြိုတင်ပြီးတော့ဟောပြောတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောလိုပါတယ်ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းသူတကယ်လိုသားဖြစ်လာတဲ့အခါမှာဒီအကြောင်းကိုသူကိုယ်တိုင်ကအရေးပြပါတယ်မကြာခဏသူပြောပါတယ်ငါဟာလူတွေရဲ့ဘာသာရေးဆရာတွေရဲ့နော်လူတွေရဲ့ငင်းပယ်ခြင်းကိုငါခံရမယ်နာကျင်စွာနှိပ်စက်ခြင်းဝေဒနာခံစားပြီးအသေးခံမယ်သို့တော့ငါပြန်ထမြောက်မယ်ဆိုပြီးတော့သူကအကျဉ်းချင်းသူကိုယ်တိုင်ကလည်းဒီထမြောက်ခြင်းအကြောင်းကိုသူ့ရဲ့တေခြင်းကနေထမြောက်မဲ့အကြောင်းကိုသူကိုယ်တိုင်ကအကျဉ်းချင်းပြောပြီးသားဖြစ်ပါတယ်ရှင်မဿဲအခန်းကြီး16ထဲမှာအခန်းကြီး19ထဲမှာပြီးတော့အခန်းကြီး20ထဲမှာလည်းတစ်ခါပြောတယ်ပြီးတော့အခန်းကြီး26ထဲမှာရှင်ယောဟန်ခရစ်ဝင်အခန်းကြီး2အငယ်19 22ထဲမှာပေါ့နော်အဲ့လိုမျိုးအကျဉ်းချင်းသူကိုယ်တိုင်ကလည်းပြောထားပါတယ်ပြီးတော့ကနဦးအစောပိုင်းခရိယန်အသင်းတော်ကလည်းပဲဒီချင်းမှထမြောက်တဲ့အကြောင်းကိုအတိကသူတို့ရဲ့ဟောပြောခြင်းနော်ဧဝံဂေလိတရားတွေကအတိကအချက်လက်ဖြစ်ပါတယ်တမန်တော်ဝတ္ထုထဲမှာဆိုလို့ရှိရင်ဒီအကြောင်းအရာတွေကိုနော်အစောပိုင်းခရိယန်အသင်းတော်တွေကထမြောက်ခြင်းအကြောင်းကိုဟောပြောတက်တည်ခံတဲ့အကြောင်းတွေဒီဖြစ်ရတဲ့ကိုမြင်တွေ့ပါတယ်ဒါတွေမကဘဲနဲ့ဒီတမန်ကျမ်းစာဓမ္မတိကျမ်းဩဝါဒစာတွေမှာလည်းပဲဒီအကြောင်းကိုတစ်လျှောက်လုံးပေါ့နော်ဒီဩဝါဒစာများတစ်လျှောက်လုံးမှာလည်းပဲဒီအကြောင်းအရာတွေမြောက်များစွာဖော်ပြတာကိုလည်းကျွန်တော်တို့တွေ့မှာဖြစ်ပါတယ်ယေရှုကိုယ်တိုင်ကဟောဒီမှာသူကောင်းကင်ပေါ်တက်တဲ့နောက်ပိုင်းမှာလဲသူ့ရဲ့တပည့်တော်ရှင်ယောဟန်စီမှာကိုထင်ရှားပြီးတော့ဒီအကြောင်းကိုသူကိုယ်တိုင်ကတွေ့ဝဲညွှန်းဆိုပြောခဲ့တာလဲမြင်တွေ့တာဖြစ်ပါတယ်ဒါကတော့ဗျာဒိတ်ကျမ်း1အငယ်18ထဲမှာနော်သူကိုယ်တိုင်ပြောတာဖြစ်ပါတယ်ငါကအရင်တည်တော်သူဖြစ်တယ်သူတော့ကဘာအဆက်ဆက်အသက်ရှင်တော်သူဖြစ်တယ်လို့သူကိုယ်တိုင်ကသူ့အကြောင်းကိုသူပြောတဲ့ခါမှာသူကလက်ဝါးကားထဲမှာအသေးခံတယ်နော် Good Friday ပေါ့နော်ပြီးခဲ့တဲ့2ရက်ကဒီတောက်ကြနေ့မှာသူအသေးခံတယ်ရောငါအရင်တည်တော်သူဖြစ်တယ်လို့သူပြောတဲ့စကားပေါ့နော်ဒါ Good Friday ပေါ့ပြီးတော့ကဘာအဆက်ဆက်အသက်ရှင်တော်သူလည်းဖြစ်တယ်မရဏနိုင်ငံကိုအုပ်စုတော်သူလည်းဖြစ်တယ်လို့သူကဆက်ပြောပါတယ်ဒါကတော့ဒီနေ့တနင်္ဂနွေနေ့ Easter Sunday မှာသူထမြောက်ခြင်းအကြောင်းပေါ့နော်ဒါယေရှုကိုယ်တိုင်ကနောက်ပိုင်းမှာသူဆက်ပြောတဲ့အကြောင်းကိုကျွန်တော်တို့မြင်တွေ့တာဖြစ်ပါတယ်ကဲဒါနဲ့ပတ်သက်ပြီးတော့3ရက်နေ့မှာသူပြန်လဲထမြောက်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်အနည်းငယ်တစ်ခုလေးပေါ့နော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်3ရက်ဆိုတာက24နာရီတရက်ကိုတွက်မယ်ဆိုလို့ရှိရင်82နာရီတိကျပေါ့နော်ဖြစ်မယ်လို့ကျွန်တော်တို့ကခံယူတတ်ကြပါတယ်တကယ်တမ်းဆိုရင်အဲ့ဒီလိုမဟုတ်ဘူးဆိုတာကျွန်တော်တို့သိဖို့လိုတဲ့ယူဒလူမျိုးတွေရဲ့နော်အချိန်နာရီရေတွက်တဲ့အတုံးအနှုံးကိုပေါ့နော်ဒီတမန်ကျမ်းစာကသူတို့ရဲ့ယဉ်ကျေးမှုအတုံးအနှုံးတွေကိုသူကအတုံးပြုတဲ့စကားလုံးနေ့ရက်တွေဖြစ်ပါတယ်ဆိုတော့ယူဒလူမျိုးတွေကတနေ့ကုန်24နာရီအတိမဟုတ်တော့မှတကယ်လို့ဥပမာလူတယောက်ကအလောက်လောက်တယ်8နာရီအပြည့်မလောက်ခဲ့ပါဘူး3-4နာရီလောက်ပဲသူအလောက်လောက်ခဲ့တယ်ဒါပေမဲ့သူတို့ကဒါကိုနေစားအပြည့်အဝနဲ့သူတို့ကပေးလေးရှိပါတယ်ဆိုတော့တရက်မပြည့်ရင်လည်းပဲနည်းနည်းပါးပါးဟိုတရက်ထဲကိုကူးပြောင်းသွားတယ်ပေါ့နော်ဟိုတရက်ကိုကူးသွားတဲ့အတွက်ကြောင့်ဟိုအနှဲငယ်ဒီတောက်ကြနေဟို9နာရီလောက်မှသူလက်ဝါးကားတိုင်းမှာသူအသေးခံတယ်တောက်ကြနေ9နာရီပေါ့နော်မနေ့ပိုင်းမှာဆိုတော့ညနေမိုးချောက်တဲ့အခါမှာဆိုတော့24နာရီမပြီးတော့ဘူးလေဒါပေမဲ့မပြီးရင်လည်းပဲယူဒလိုမျိုးတွေကအဲ့ဒါကတရက်အပြည့်ဆိုပြီးတော့သူတို့ကတော့တတ်မှတ်တဲ့ထုံးစံရှိပါတယ်ဒါကြောင့်မလို့တနင်္ဂနွေနေ့မှာခရစ်တော်ကမနေ့စောသူ့တင်ချိုင်းကိုတွားတဲ့ခါမှာမရှိတော့ပြန်မှုဆိုတော့ဒါဆိုရင်ဘယ်လို့မှ82နာရီပေါ့နော်အတိကျမဖြစ်ဘူးဆိုတာသိဖို့လိုတယ်ဘယ်လိုပဲဖြစ်3ရက်နေ့မှာထမြောက်တယ်ဆိုတာကအခုကျွန်တော်တို့ခက်ကနေ့ရက်ရေတွက်တဲ့အတိုင်းရေတွက်မယ်ဆိုရင်ဒါမှားတယ်ပေါ့နော်3ရက်မပြည့်ဘူးလေဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ကျန်းစာခက်တုံးကသူ့ရဲ့ background ကိုကြည့်မယ်ဆိုရင်ဒါဟာ
ပြဿနာမရှိဘူးသူတို့ခက်သူခါတော့ကနေ့ရက်တွေရေတွက်တဲ့ပုံစံနဲ့ရေတွက်တဲ့အတွက်ကြောင့်24နာရီမပြည့်ရင်လည်းပဲဟိုတရက်ကိုးသွားတဲ့အတွက်ကြောင့်ဘောနော်ဒါတရက်အပြည့်နဲ့ခံရတယ်ဒါကြောင့်မလို့3ရက်နေ့မှာရှင်ပြန်ထမြောက်တယ်လို့ကျွန်တော်တို့အကြိမ်ကြိမ်ပြောတဲ့စကားလေးအပေါ်မှာဟိုကျွန်တော်တို့ကဟိုအယမ်းမစင်စားဘူးပေါ့နော်တန်တရားစိတ်မရှိဘူးနားမလဲပါလားဆိုတဲ့ဟာလေးမရှိဘူးရန်ကျွန်တော် background လေးကိုအနေငယ်ပြောပြလိုပါတယ်ဆိုတော့သူရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့တက်တည်အချက်လက်တွေဟာလည်းပဲတမာကျမ်းစာထဲမှာမြောက်များစွာမြင်တွေ့နေရပါတယ်ဆိုတော့တင်းချိုင်းဥပမာဗလာပေါ့နော်ဒီဗလာဖြစ်နေတဲ့တင်းဂူတင်းချိုင်းပေါ့နော်တင်းချိုင်းထဲမှာခရစ်တော်မရှိတော့ဘူးတပည့်တော်တွေတွားတဲ့ခါမှလည်းမတွေ့တော့ဘူးမမြင်တော့ဘူးရောမစစ်သားတွေအဆောင်တွေလည်းမြင်နေတယ်မရှိတော့ဘူးအားလုံးသိတယ်ဒါတကယ်လို့ခရစ်တော်ဟာမထမြောက်ဘူးဆိုလို့ရှိရင်တင်းချိုင်းထဲမှာရှိနေမှာပေါ့နော်သူဟာကောင်းကင်တမန်ကပြောတယ်အေးအရက်မှာမရှိတော့ဘူးလို့သူပြောတယ်လေဒါကြောင့်မို့လို့သူကထမြောက်တယ်ဆိုတာကိုမြင်တွေ့တာဖြစ်ပါတယ်တခိုးတွေကခိုးတာမဟုတ်ဘူးသူအလောင်းကိုတခိုးတွေကခိုးသွားတာမဟုတ်ဘူးတကယ်လို့တခိုးတွေကခိုးတယ်ဆိုလို့ရှိရင်သူ့ကိုရစ်ပတ်ထားတဲ့သူ့ရဲ့ပတ်တီလို့ပြောမှာလားခေါင်းစည်းပဝါလို့ပြောမှာလားเนาะဒါဟာဟိုတေးချာခောက်ပြီးတော့အပေါ်နားလေးမှာတင်ထားတယ်ဒီအရာကတခိုးရဲ့လောက်ရက်မဖြစ်နိုင်ဘူးတခိုးဆိုလို့ရှိရင်ရောမစစ်သားတွေကိုကြောက်တဲ့စိတ်နဲ့လင်းမြန်ခိုးသွားမှာပေါ့ဟုတ်တယ်မလားသူ့ရဲ့အဝတ်ပစိုးတွေကောင်းစေးပဝါတွေကိုတေးချာစွာခောက်ထားเสียအကြောင်းမရှိဘူးသို့တော့ဒါကခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းရဲ့တက်တည်ဖြစ်ပါတယ်တခိုးလက်ချက်မဟုတ်ဘူးဆိုတဲ့အကြောင်းရောမစစ်သားတွေကိုယ်တိုင်ကလည်းပဲတကယ်မထမြောက်ဘူးဆိုလို့ရှိရင်ဒီမှာကြည်ပါမထမြောက်ဘူးဆိုပြီးတော့သူ့အလောင်းကိုပြမှာဖြစ်ပါတယ်ဒါပေမဲ့ပြစရာမရှိဘူးသူတို့ကိုယ်တိုင်ကခရစ်တော်ထမြောက်တဲ့အခါမှာငလင်တွေလောက်တဲ့ကြီးစွာသောအလင်းတွေမြင်တွေ့တဲ့အခါမှာကြောက်စိတ်နဲ့သူတို့ကတတိတွေလစ်ကုန်ကြတယ်เนาะအဲ့လိုမျိုးတွေဒါရောမစစ်သားတွေအများကြီးကလည်းတက်တည်ရှိတယ်သူရဲ့ထမြောက်ခြင်းဆိုပြီးတော့သူကိုယ်တိုင်ဟာလူတွေမြောက်များစွာရှိမှသူကိုထင်ရှားတာပေါ့เนาะကျွန်တော်အနည်းဆုံး900ကျော်ပေါ့เนาะလူတွေစီမှာခရစ်တော်ကကိုထင်ရှားခဲ့ပါတယ်မဂဒါလမာရီတို့အခြားသောအမျိုးသမီးများလို့လည်းပြောပါတယ်ဘယ်နှယောက်လဲတော့တိကျတော့မသိဘူးပီတရုစီမှာလည်းထင်ရှားတယ်အဲမောက်လမ်းပေါ်မှာရှိတဲ့တပည့်2ဦးစီမှာတော်လကောင်တပည့်တော်7ဦးအနက်10ဦးပေါ့နော်သူတို့စီဝေးလောက်တဲ့ခါမှာတော့မပါဘူးပေါ့နော်အဲ့ချက်မှာ10ဦးဖြစ်သွားတာပေါ့အဲ့မှာလည်းထင်ရှားတယ်အဲ့ဒီမကြာအဲ့ဒါနဲ့တိတ်မကြာဘူးတော့မရောက်လာတဲ့နောက်မှာလည်းပြန်ထင်ရှားပြပါတယ်နောက်ပြီးတော့နောက်တစ်ကြိမ်ထဲမှာလူပေါင်း900ခန့်လောက်ကလည်းမြင်တွေ့တယ်ဆိုပြီးတော့เนาะတစ်ကောခန်းချစ်15အငယ်6မှာဖော်ပြထားပါတယ်ပြီးတော့ယာကုပ်စီမှာလည်းကိုထင်ရှားခဲ့ပါတယ်တော့ပေါလုစီမှာနောက်ပိုင်းမှာပေါ့เนาะပေါလုစီမှာလည်းသူထင်ရှားတယ်ဆိုတော့ခရစ်တော်ဟာသူထမြောက်တယ်ဆိုတာကိုလူတွေမြောက်များစွာစီမှာကိုထင်ရှားတဲ့အရာကတက်တည်ဖြစ်ပါတယ်နောက်ပြီးတော့ဝက်ပြုတ်ကိုးကွယ်တဲ့နေ့ရက်ပြောင်းလဲတဲ့အရာကလည်းသူ့ရဲ့ထမြောက်ခြင်းဟာအမှန်တကယ်ဖြစ်ကြောင်းကိုသက်သေထူပါတယ်။နှစ်ပေါင်းထောင်နဲ့ချီပြီးတော့စနေနေ့မှာဥပုသ်နေ့မှာဘုရားကိုရှေ့ကိုးကွယ်ကြတဲ့နေ့ဟာအခုတော့သူထမြောက်ခြင်းနေ့နောက်ပိုင်းမှာရောက်တရက်တနင်္ဂနွေနေ့မှာပြောင်းသွားပါတယ်။အဲ့ဒါကတမန်တော်20အငယ်9မှာလည်းတွေ့နိုင်မှာဖြစ်ပါတယ်။ဆိုတော့ခရစ်တော်ဟာဒီသူထမြောက်တဲ့နေ့ညမှာပေါ့နော်သူဟာတပည့်တော်တွေရှင်မှာကိုထင်ရှားတဲ့အတွက်ကြောင့်အဲ့ဒီနေ့သူထမြောက်တဲ့နေ့ကိုပဲအဓိကထားပြီးတော့အဲ့ဒီနေ့ကိုသူ့ကိုကိုးကွယ်ဖို့ရန်ရွေးကောက်ခြင်းသခင်ဘုရားရဲ့နေ့ဆိုပြီးတော့တတ်မှတ်ခြင်းဖြစ်တဲ့အကြောင်းကိုမြင်တွေ့တာဖြစ်ပါတယ်အဲ့ဒါကဒီဗျာဒိတ်ကျမ်းအခန်းကြီး1ထဲမှာပေါ့နော်ရှင်ယောဟန်ကဗျာဒိတ်ကိုယူပါယုံမြင်တဲ့အခါမှာသခင်ဘုရားနေ့မှာလို့ပြောပါတယ်เนาะအဲ့ဒီသခင်ဘုရားနေ့ဆိုတာထမြောက်တဲ့နေ့ကိုတနင်္ဂနွေနေ့ကိုဆိုလိုခြင်းဖြစ်ပါတယ်ပြောချင်တာကပါလဲဝက်ပြုတ်ကိုးကွယ်တဲ့နေ့ကိုစနေနေ့ကနေတနင်္ဂနွေနေ့မှာပြောင်းလဲနိုင်လောက်အောင်ဘယ်အရာကဖြစ်ပျက်လို့လဲဆိုလို့ရှိရင်တည်ခြင်းကနေထမြောက်ခြင်းဖြစ်ရတဲ့ခုကြောင့်ဒီနေ့ရက်ကိုဖြစ်စီတာပြောင်းလဲစီတာဖြစ်တယ်ဆိုတာမြင်တွေ့ရပါတယ်
တပည့်တော်ရဲ့အသက်တာပြောင်းလဲခြင်းတွေပေါ့နော်ဒါတွေအားလုံးဟာဒီအမှန်တကယ်တင်းချိုင်းကထမြောက်တဲ့နော်တည်ခြင်းတရားကိုအောင်မြင်တော်သူယေရှုခရစ်တော်ဖြစ်ကြောင်းတက်တည်ဖြစ်ပါတယ်ထမြောက်ခြင်းလို့ပြောတဲ့အခါမှာနောက်တစ်ခုကခန္ဓာကိုယ်နဲ့ရောက်ခန္ဓာနဲ့သူကရှင်ပြန်ထမြောက်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့တော့လိုပါတယ်။ဘာကြောင့်လဲဆိုတော့တချို့သောခရိယန်ဂိုင်းကနမာယွန်းတဲ့မိစ္ဆာခရိယန်အချို့တွေကဘယ်လိုတက်တည်ခံလဲဆိုရင်ခန္ဓာကိုယ်နဲ့မထမြောက်ပါဘူးဆိုပြီးတော့ယေရှုခရစ်တော်ရောက်ပိုင်းဆိုင်ရာအရာမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရာမှာသူကထမြောက်တာဖြစ်ပါတယ်ဆိုပြီးတော့မာယွန်းစွာတုံတင်တဲ့အဖွဲ့တွေရှိပါတယ်ဟိုယေဟောဝါတက်တည်တွေပေါ့နော်ဥပမာသူတို့တွေဟာလည်းပဲအဲ့လိုမျိုးခံယူကြတဲ့အတွက်ကြောင့်ထမြောက်ခြင်းလို့ပြောတဲ့အခါမှာဒီခန္ဓာကိုယ်နဲ့ပြန်လဲထမြောက်ခြင်းဆိုလိုတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီလောက်တောင်အရေးကြီးတဲ့အကြောင်းအရာတွေကိုစာတမဏကမဖြစ်ပြတ်ဖို့ရန်အမျိုးမျိုးစူးစမ်းလှုပ်ဆောင်ခဲ့ပါတယ်ခရစ်တော်တည်ခြင်းကနေထမြောက်မှာကိုသူအယံကြောက်ရွံ့ပါတယ်ဒါကြောင့်လဲဆိုတော့ဒီလောက်အရေးကြီးတဲ့အရာပေါ့နော်ကျွန်တော်တို့သူ့ရဲ့တည်ခြင်းအဖြစ်ဖျားရှိမှကျွန်တော်တို့တွေဟာဖြောင့်မတ်တော်သူတွေဖြစ်တယ်လို့ပြောထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့သူမထမြောက်ဖို့ရန်မမွေးဖွားဖို့ရန်စာတန်လည်းဖျားရဲ့အကြံစီကိုအမျိုးမျိုးနီလန်းအဖုံဖုံနဲ့လွဲချော်ဖို့ရန်သူကစူးစမ်းတိုက်ဖြတ်နေတာတွေ့ရပါဘာကြောင့်လဲဆိုတော့ကပ္ပဦးကျမ်းခန်းကြီး3အငယ်15မှာလူသားတွေပထမလူသားတွေကအပြစ်ထဲမှာကြာရောက်တဲ့အခါမှာဘုရားသခင်ကဒီအပြစ်သားတွေကိုပြန်လဲကယ်တင်ဖို့ရန်ပြန်လဲပြီးတော့နီလန်းစစ်စင်ပြီးတဲ့ပရောဖက်ပြုချက်ကိုစာတန်ကလည်းသိတယ်ဘုရားရဲ့ဂရိကပါလဲဆိုရင်တင်းနှင့်မိမ့်မကို၎င်းတင်းရဲ့အမျိုးအနွယ်နှင့်မိမ့်မရဲ့အမျိုးအနွယ်ကို၎င်းငါသည်ရန်ညိုးဖွဲ့စီမီသူသည်တင်းဤကောင်းကိုကြိုက်လိုက်မည်တင်းသည်သူ၏ဖနှောင့်ကိုကြိုက်လိုက်မည်ဟုမိန့်တော်မူ၏ဒီအရာကယေရှုခရစ်တော်ဖွားမြင်လာပြီးတော့စာတန်ကိုအောင်မြင်မဲ့အကြောင်းကိုသူကပရောဖက်ပြုတာဖြစ်တယ်ဒါစာတန်လည်းကောင်းကောင်းသိဒါကြောင့်ခရစ်တော်ကမွေးပွားပဲနဲ့အတိမခံပဲနဲ့တည်ခြင်းကနေမထမြောက်ပဲနဲ့ဒီအစီအစဉ်တွေကိုမဖြစ်မြောက်ဖို့ရန်စာတန်ကလည်းပဲနီလန်းအမျိုးမျိုးနဲ့တိုက်ခိုက်တာဖြစ်ပါတယ်ဒီအကြောင်းအရာကဂလတိခန်းကြီးလေးအငယ်လေးထဲမှာဒီပြည့်စုံတဲ့အကြောင်းပေါ့နော်ယေရှုဖြစ်တဲ့အကြောင်းကိုပြောထားပါတယ်အချိန်ကာလရှိသောအခါငါတို့သည်တား၏အခွင့်အရာကိုခံရမည်အကြောင်းပြည့်နဲ့တရားလက်၌ရှိသောငါတို့ကိုရွေးနှောက်စေခြင်းကမိမဝမ်း၌ပရိတရီကိုယူ၍ပြည့်နဲ့တရားအောက်၌ဘွားမြင်ရသောသားတော်ကိုဘုရားသခင်သည်စီလွတ်တော်မူ၏အဲ့ဒါကိုပြောတာပြည့်နဲ့တရားလက်ထဲကနေလွတ်မြောက်ဖို့ရွေးနှောက်ဖို့ရန်မိမဝမ်း၌နော်မာရိရဲ့ဝမ်း၌ပရိတရီယူရဲတဲ့ဆိုတော့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့တွေဟာပြည့်နဲ့တရားလက်အောက်ကနေရွေးနှောက်ခြင်းလွတ်မြောက်ခြင်းရသွားပြီသားတော်ကိုဖွားမြင်နေတဲ့စီလွတ်တယ်ပေါ့နော်ဒီနေရာတစ်ချက်လေးကျွန်တော်တစ်ခုလေးပြောချင်တာကပြည့်နဲ့တရားနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ဖို့လိုသေးတယ်ဥပုပ်နေ့စနေနေ့မှာဖျားကြောင်းသွားရမယ်အဲ့လိုမဟုတ်ရင်ခရိယန်အစစ်မှမဟုတ်ဘူးပြည့်နဲ့တရားကိုစောင့်ရအောင်မယ်စသဖြင့်ပေါ့နော်အရေးဖျားလျှောက်မယ်ဆိုတဲ့ခံယူချက်တွေလည်းရှိပါဒါကစနေနေ့အသင်းတော်တွေပေါ့နော်စနေအသင်းတော်တွေကဒါဒီအရာတွေကိုသူတို့ကဆက်လက်ပြီးတော့တုံတင်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကျေးဇူးတော်လက်ထဲမှာရောက်ပြီးပြည့်နဲ့တရားလက်ထဲကနေငါတို့ကိုရွေးနှောက်ပြီးပေါ့နော်ယေရှုခရစ်တော်မိမဝမ်း၌ဖွားမြင်ခြင်းခံပြီးသွားပြီဆိုတာကိုကျွန်တော်တို့ဟောဒီမှာကပ္ပဦးကျမ်းအခုနဖတ်သွားတဲ့အရာပြည့်စုံပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်ကပတ်တော်အတိုင်းပဲယုံကြည်တာဖြစ်ပါတယ်ကဲဆိုတော့အဲ့ဒီလိုခရစ်တော်ဟာမမွေးဖွားဖို့ရန်အသေးခံထမြောက်ခြင်းမရှိဖို့ရန်စာတန်ကဖျားရဲ့အကြံစီကိုနိလန်းအဖုံဖုံနဲ့ကြိုးစားဟန်တာဖို့ရန်လောက်ဆောင်တဲ့အရာတွေမြင်တွေ့နိုင်ပါတယ်ထမြောက်ခြင်းဟာဘလောက်တကူကြီးလဲဆိုတာစာတန်လည်းသိတယ်ဒီလိုမဖြစ်ဖို့ရန်လူမျိုးတုံးဖျားလူတွေကိုဖျက်ဆီးဖို့ရန်ကြိုးစားပါတယ်ဥပမာအနေနဲ့ဘုရားသခင်ကအာဗြဟံကိုရွေးကောက်ပြီးတော့ဤသင်၏အမျိုးနွယ်အဖြစ်နော်ကဘာကြီးကိုငါကောင်းချီးပြီးမယ်လို့ပြောတဲ့အခါမှာဒါယေရှုခရစ်တော်ကိုဆိုလိုတာဖြစ်ပါတယ်အာဗြဟံရဲ့အမျိုးအနွယ်လို့ပြောတဲ့အခါမှာခရစ်တော်ကိုဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်အာဗြဟံရဲ့အမျိုးအနွယ်ကနေခရစ်တော်မမွေးပွားလာဖို့ရန်အာဗြဟံရဲ့အမျိုးတစ်ခုလုံးကို genocide ပေါ့နော်လူမျိုးတုံးတပ်ဖြတ်မှဖြစ်မယ်လေစာတန်ရဲ့အလောက်ကတကယ်လဲလောက်ခဲ့ပါတယ်အကုတုပြည်မှာကျွန်ဘဝခံတဲ့အခါမှာအကုတုကျွန်ခံနေတဲ့အခါမှာလဲဣသရေလလူမျိုးတွေဟာ
လိုမျိုးတုံးတက်ဖြတ်ဖို့နော်စာတန်ကနိုင်ငံရေးခေါင်းဆောင်တွေကိုအတုံးချပြီးတော့လိုသားပေါ့နော်ယောက်ျားလေး2နှစ်အောက်အကုန်လုံးကိုတက်ဖြတ်ဖို့ရန်ဖာရောဘယင်အဖြစ်ပေါ့နော်စာတန်ကအလုံးလောက်ခဲ့ပါတယ်ဒါပေမဲ့ဘုရားရဲ့အကြံစီကိုစာတန်ကမနိုင်ပါဘူးမဖြစ်စေနိုင်ပါဘူးနောက်တစ်ခါလိုမျိုးတုံးတက်ဖြတ်ဖို့ရစာတန်ကနော်ရှိုရီမဟုတ်ဘူးပီရတိဘယင်ပေါ့နော်ပါရှန်ပေါ့နော်အခုအီရန်နိုင်ငံပေါ့သူတို့နိုင်ငံမှာအဲ့တဲ့လိုမျိုးတွေကြုံခံနေတဲ့အခါမှာအက်စတာပေါ့နော်ဘယင်ရဲ့ဗာလဲဘယ်လိုပြောမိဖျားပေါ့နော်ဖြစ်တဲ့အချိန်တုန်းကအစိုးရအမတမတကူကြီးတဲ့ပုတ်ကိုဟာမန်ကိုအသုံးပြုခြင်းအပြင်စာတန်ကအဲ့ဒီလိုမျိုးတွေကိုလိုမျိုးတုံးဖြစ်ဖို့ရန်လိုမျိုးတုံးတက်ဖြစ်ဖို့ရန်ကြိုးစားခဲ့ပါသေးတယ်။ဘာကြောင့်လဲယေရှုခရစ်တော်မွေးဖွားဖို့ရန်စာတန်ကအလိုမရှိဘူး။နော်လက်ဝါးကားထဲမှာအသေးခံမယ်ထမြောက်မယ်ဆိုတော့သူကသိတယ်ဒီလိုမဖြစ်ဖို့မမွေးတာပါအကောင်းဆုံးဆိုပြီးတော့လိုမျိုးတုံးတက်ဖြတ်ဖို့ရန်ကြိုးစားတာဖြစ်တယ်။သို့တော့ဘုရားသခင်ရဲ့တစ္ဆာရှိသောလူတွေဆိုတာနေရာတိုင်းမှာရှိပါတယ်အကျွင်းအကြံတွေအမြဲတမ်းရှိပါတယ်။တတာနဲ့သူ့ဦးလေးမော်ဒကဲကနေပြီးတော့ဘုရားသခင်ကပြန်လဲပြီးတော့ဒီလိုမျိုးတုံးတက်ဖြတ်ခြင်းဘေးအန္တရာယ်ကနေစာတန်ရဲ့အကြံစီကနေလွတ်မြောက်ခြင်းအခွင့်ကိုပေးတာကိုမြင်တွေ့ရပါတယ်။ဒါကြောင့်မို့လို့ဒါဝိရဲ့ဆွေစဉ်မျိုးဆက်ကနေပြီးတော့လဲကဲတင်ရှင်နော်ရှင်ဘရင်ခရစ်တော်ကိုဘုရားသခင်ကဂတိပေးတဲ့အရာတွေကိုလည်းပဲစာတန်ကဖျက်ဆီးခြင်းပါတယ်အဲ့ဒါကိုဒါကြောင့်မို့လို့ဒါဝိရဲ့တားရှင်မျိုးဆက်ကနေရှင်ဘရင်နန်းတော်ကိုအဆက်ဆက်ခံယူကြတဲ့လူတွေအားလုံးကိုသူကတိုက်ခိုက်တယ်အမျိုးမျိုးဖျက်ဆီးဖို့ရန်ကြိုးစားပါတယ်တကယ်လဲတော်တော်လေးကိုအောင်မြင်ပါတယ်အဲဆိုတော့ဘာဖြစ်လဲဆိုတော့ဒီဒါဝိရဲ့သားမြေးဆက်တွေဘရင်နန်းတော်ကိုတစ်ဆက်ပြီးတစ်ဆက်ခံယူတဲ့နန်းထိုင်တဲ့လူတွေကဘရင်30ကျော်လောက်ရှိတယ်အဲ့ထဲမှာတကယ်ဖះကိုချစ်တဲ့လူတွေက4-5ယောက်လောက်ပဲရှိတယ်ဆိုတော့ဘာကြောင့်လဲဆိုရင်ဒါဝိရဲ့ဘရင်နန်းတော်ဆက်ခံတဲ့လူတွေကနေတဆင့်နော်မေရှိယမမွေးဖွားဖို့ရန်ဘယ်လိုပြောမလဲပြည့်စုံသောသူမေရှိယသခင်မမွေးဖွားဖို့ရန်အဟံတားဖြစ်ဖို့ဒါဝိရဲ့ရွှေစင်မျိုးဆက်တွေကိုစာတန်တိုက်ခိုက်တာဖြစ်တယ်ဒါကြောင့်မို့လို့ယေရမိအခန်းကြီး22ထဲမှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့နီခေါနိဆိုတာတွေ့လိုက်မယ်နော်နီခေါနိလို့ခေါ်တာအင်္ဂလိပ်လိုတော့ဂျေခေါနိခေါ်တယ်ရောရကင်မင်းကြီးပေါ့နော်ဒါဟာရောရကင်မင်းကြီးကတော်တော်ကိုဆိုးတဲ့ဘရင်ဖြစ်ပါတယ်ဒါဝိရဲ့တားဆင်ရှင်ဘရင်တပါးဖြစ်တယ်ဒါပေမဲ့ဒီယေခေါနိဟာဘုရားသခင်ကသူ့တော်တော်ဆိုးတဲ့အတွက်ကြောင့်သူ့ရဲ့တားဆင်မင်းဆက်တွေကိုသူကကြိုင်ဆဲလိုက်ပါတယ်ဆိုတော့ယေခေါနိရဲ့တားဆင်မင်းဆက်ကနေကြိုင်ဆဲခြင်းခံတဲ့အမျိုးအနွယ်ကနေယေရှုခရစ်တော်ဘွားမြင်လာဖို့ရန်ဖြစ်လာတော့တယ်เนาะအခြေအနေကဒါဆိုရင်ယေရှုခရစ်တော်ဒီတိုင်းမွေးဖွားလို့ရှင်ယေခေါနိရဲ့အမျိုးကနေမွေးဖွားလာတယ်ဆိုရင်ပြည့်စုံသောလူသားတယောက်မဖြစ်နိုင်တော့ဘူးဆိုတော့စာတန်တော့သူ့ကိုသူတော့အောင်မြင်လှတယ်လို့ထင်ကောင်းထင်လိုက်မယ်ဒါပေမဲ့တကယ်အချိန်တာတဲ့ခါမှာဘုရားသခင်ကဘယ်လိုအကြံစီဘယ်လိုအလှည့်အကွက်လေးပြလိုက်တာလဲဆိုလို့ရှင်ယေရှုတကယ်မွေးဖွားလာတဲ့အခါမှာအဲ့ဒီကြိမ်ချင်းခံတဲ့နော်ဒါဝိရဲ့သားစဉ်မျိုးဆက်ထဲကတအိုးဖြစ်တဲ့ယေခေါနိရဲ့မျိုးဆက်ကနေမမွေးဖွားလာတော့ဘဲနဲ့ဒါဝိရဲ့သားဆောလမုန်ရဲ့မျိုးဆက်ကနေမမွေးဖွားတော့ဘူးနော်သူ့ရဲ့သားနောက်တစ်ယောက်ယောနသန်ဆိုတဲ့လူရဲ့ဆွေရှင်မျိုးဆက်ကနေဘုရားသခင်ကပြောင်းလိုက်ပါတယ်မေရှိယကိုမွေးဖွားခိုင်းလိုက်ပါတယ်မွေးဖွားစီခဲ့တာပေါ့နော်ရှင်မဿဲခန်းကြီး1အငယ်7ထဲမှာလဲအဲ့ဒီယေခေါနိဆိုတဲ့နာမည်ကိုတွေ့မှာဖြစ်ပါတယ်ဒါပေမဲ့တကယ်ဟိုသူ့ရဲ့အဖေဘယ်သူပဲဝါဖော်ပြပြီးတော့အငယ်16ရောက်တဲ့ခါမှာဘယ်လိုပြောသွားလဲဆိုလို့ရှိရင်မာရိရဲ့သားလို့ပြန်ဖြစ်သွားတယ်ယေရှုမွေးဖွားလာတဲ့ခါကျတော့ဘာပြောလဲယောသဣသားမဟုတ်တော့ဘူးမာရိရဲ့သားလို့ပြောသွားတယ်မာရိရဲ့ဆွေစဉ်မျိုးဆက်ကနေယေရှုကိုလိုက်တော့တာတော့ဘာကြောင့်လဲဆိုတော့ဒီမာရိဟာဒါဝိရဲ့မျိုးဆက်ထဲကဖြစ်နေတယ်လေအတူတူပဲเนาะ
အဲ့ဒါကိုရှင်လုကာခန်းကြီး3အငယ်32ထဲမှာလဲတွေ့မှာဖြစ်ပါတယ်ဒါဝိရဲ့သားဆောလမုန်လို့မပြောဘူးဒါဝိရဲ့သားဘယ်သူလဲဆိုရင်ယောနသန်လို့ပြောလာမှာအဲ့ဒီယောနသန်ရဲ့မျိုးဆက်ကနေမာရိကဆင်းသက်လာတဲ့အတွက်ကြောင့်အဲ့ဒီမာရိလိုင်းကိုပဲသူကပေါ်ပြလာတော့တာနော်ဒါဟာကျွန်တော်ဘာကြောင့်ဒီအကြောင်းတွေကိုပြောလဲဆိုလို့ရှိရင်ကြိမ်ချင်းခံနေတဲ့ယေကောနိရဲ့မျိုးဆက်ကနေယေရှုခရစ်တော်မမွေးဖွားဘူးစာတန်ကတော့အောင်မြင်တယ်လို့ကြိမ်ချင်းခံအောင်ဘောနော်ဖြတ်စည်းတယ်လို့တတ်မှတ်ကောင်းတတ်မှတ်မှာပါဒါပေမဲ့ဘုရားသခင်ကတခြားလိုင်းကိုပြန်ရွေးချယ်လိုက်တယ်ဇောနသန်ရဲ့လိုင်းကိုရွေးချယ်လိုက်တယ်ဆိုတဲ့အကြောင်းကိုစာတန်ကဘုရားရဲ့အကြံစီကိုမဖြစ်စည်းနိုင်မှုဆိုတာပေါ့နော်ဒီကကျွန်တော်ပြောချင်တာဖြစ်ပါတယ်နောက်ပြီးတော့ခရစ်တော်မွေးဖွားလာတဲ့ခါမှာလဲစာတန်ကမရဘူးဆက်ပြီးတော့တိုက်တာပဲလက်ဝါးကတိုင်ကိုရှောင်ရှားဖို့ရန်တေချင်းကနေထမြောက်ခြင်းကိုမဖြစ်ပြတ်ဖို့ရန်တားဆီးတယ်ယေရှုခရစ်တော်ကရက်ပေါင်း40เนาะအစာရှောင်ပြီးတော့တဲကနာရတဲမှာဝိညာဉ်တော်ကစုံစမ်းခြင်းခံဖို့ပို့ဆောင်တဲ့အခါမှာစာတန်ကပြောတယ်လေသူ့ကိုတစ်ချက်လေးကိုးကွယ်ဖို့တစ်ချက်လေးကိုးကွယ်လို့ရှင်သူ့ကိုလောကစည်းစိမ်ဥစ္စာအာဏာအလုံးကပြီးမယ်တဲ့တကယ်လို့ရှင်ဘရင်ဖြစ်ခဲ့တယ်ဆိုရင်အဲ့ဒီချိန်ကပေါ့နော်ယေရှုခရစ်တော်ကလက်ဝါးကားတိုင်ကတည်မဲ့အကြောင်းမရှိတော့ဘူးတည်စရာအကြောင်းမရှိတော့ဘူးသူမတည်ရင်တည်ခြင်းကနေထမြောက်စရာအကြောင်းလည်းမရှိတော့ဘူးဒါဆိုရင်ကျွန်တော်တို့အနေနဲ့အပြစ်သားတွေအတွက်ကယ်တင်ခြင်းတကားဝဆိုတာမရှိတော့ဘူးဒါကစာတန်ရဲ့လှည့်ကွက်ဖြစ်ပါတယ်စာတန်ကယေရှုခရစ်တော်လက်ဝါးကားတိုင်မှာတည်မှာအရန်ကြောက်တယ်ဘာကြောင့်လဲသူတည်ရင်ထမယ်ဆိုတာသူကသိတဲ့အတွက်ကြောင့်ဒါကိုရှောင်ရှားနိုင်ဖို့ရန်အမျိုးမျိုးတို့ကိုမပြည့်စုံသောသူလူသားတယောက်ဖြစ်ဖို့ရန်တွေးဆောင်တာဖြစ်ပါတယ်။မောက်ကိုကြောက်ခဲကိုမောက်ဖြစ်စေပါဆိုတာလည်းပဲပါလေစာတန်ရဲ့စကားကိုနားထောင်ပြီးနော်ဘုရားသခင်ရဲ့သူ့ရဲ့အခွင့်အနာကိုအသုံးပြုခြင်းအပြင်ဇာတိအလိုဆန္ဒအတွက်တကူကိုအသုံးပြုခြင်းအပြင်ယေရှုဟာဘာဖြစ်သွားနိုင်လဲဆိုရင်အာဒံဧဝကဲ့သို့စာတန်ရဲ့စကားကိုနားထောင်သောလူသားတယောက်လိုဖြစ်သွားမှာအဲ့လိုဆိုရင်လူသားတွေအတွက်ကိုစားလက်ဝါးကားတွေမှာအတိခံပြေးနိုင်ဖို့ရန်တို့မှာအရေးချင်းမရှိတော့ဘူးဒီလိုဖြစ်ဖို့စာတန်ကလည်းတွေးဆောင်တာဖြစ်တယ်ကဲဒါကဘာကြောင့်လဲဆိုရင်လက်ဝါးကားတိုင်ခရစ်တော်တည်မယ်ဆိုတာစာတန်သိတယ်ပြန်ထမြောက်မယ်ဆိုတာသူကသိတယ်အဲ့လိုမဖြစ်ဖို့ရန်ခရစ်တော်ကိုအမျိုးမျိုးလမ်းကြောင်းလွဲတာဖြစ်တယ်ဒါပေမဲ့မအောင်မြင်ပါဘူးနောက်ဆုံးကတရှိမဥယျာဉ်ထဲမှာလဲလက်ဝါးကားတွေမှာတကယ်တည်ဖို့အချိန်နည်းတယ်ဆိုတဲ့အခါမှာဘလောက်ကြောက်စရာကောင်းလဲဘလောက်နာကျင်လဲဆိုတဲ့အကြောင်းတွေကိုယေရှုခရစ်တော်ရဲ့လူသားဖြစ်ခြင်းခန္ဓာကိုယ်သူ့ရဲ့သားဖြစ်ခြင်းအနေနဲ့ရင်ဆိုင်ဖို့မလွယ်ဘူးเนาะစာတာချင်းချောက်တာတို့ကိုရှောင်လွဲဖို့ရန်ပေါ့เนาะဒါကြောင့်ယေရှုခရစ်တော်ကလည်းအတော်ကိုငါတည်ခြင်းလောက်အောင်ငါစိတ်ဒုက္ခရောက်တယ်လို့သူပြောတာသူ့ရဲ့ချွေးဆက်တော်မှတွေးဖြစ်သွားတာကဲဒါမဲ့နောက်ဆုံးမှာငါအလိုတော်လည်းမဖြစ်ပါစေနဲ့အဖဖရားရဲ့အလိုတော်လည်းဖြစ်ပါစေဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ကဲနောက်ဆုံးမှာဗာပြန်ဖြစ်သေးတယ်လက်ဝါးကားတိုင်းပေါ်ရောက်တဲ့ခါမှာလဲဇာတန်ကသူ့ကိုမဖြစ်အောင်လက်ဝါးကားတိုင်ကနေရှောင်ရှားဖို့မတည်ဖို့ရန်သူ့ကိုတွေးလှုံ့ဆော်နေတော့ပဲအမျိုးမျိုးလူတွေကိုအတုံးချပြီးတော့နေမယ်ရှေ့ရဖြစ်တဲ့ဆိုရင်ဆင်းလာပါလားမိမိကိုယ်ကိုကယ်တင်ပါလားဒါဆိုရင်ငါတို့လည်းမျိုးကိုယုံကြည်မှာပေါ့ဆိုပြီးတော့ယေရှုခရစ်တော်ကိုစိတ်တူအောင်ခရစ်တော်ကိုစိတ်ဆွပေးတာဖြစ်တဲ့စာတန်ကလက်ဝါးကားတိုင်ပေါ်ကနေဆင်းလာအောင်သူကရည်ရွယ်ပြီးတော့အဲ့လိုပြောတာဖြစ်ပါတယ်စာတန်ကလူတွေအားဖြင့်ဒါပေမဲ့ယေရှုခရစ်တော်ကတော့မရဘူးသူမတီလို့မရဘူးသူတီမှဖြစ်မယ်ဆိုတာသူကနော်သူ့လမ်းကြောင်းကိုသူရွေးချယ်တာဖြစ်ပါတယ်နော်စာတန်ကတော့အစွမ်းကုန်လက်ဝါးကားတိုင်ပေါ်မှာအတီမခံဖို့တေးရင်သူထမယ်ဆိုတာသူကသိတယ်စာတန်ကအဲ့ဒါကြောင့်လက်ဝါးကားတိုင်တေးခြင်းကိုရှောင်ရှားခိုင်းတာနောက်ဆုံးတကယ်တေးသွားပါတယ်ခရစ်တော်သူတေးပြီးတော့ပြန်ထမယ်ဆိုတာစာတန်ကသိတယ်မသိတာမဟုတ်ဘူးကောင်းကောင်းသိတယ်ဒါကြောင့်မို့လို့လက်ဝါးကားတိုင်ကိုမသိအောင်ဒီသူတို့အဖြစ်လဲပြောသေးတယ်မလားလက်ဝါးကားတိုင်မှာမသိရဘူးနော်ဆိုပြီးတော့ယေရှုကိုသွားဆောင်မသေးတယ်လေဒါပေမဲ့ယေရှုကပြောလဲပေတရုမပြောဘူးစာတန်နဲ့နင်ကအမြဲတမ်းဖခင်ရဲ့အလိုတော်ကိုဆန့်ကျင်တယ်ငါနောက်သူဆောက်ပါဆိုပြီးတော့ပြောသွားတယ်လေကဲယေရှုခရစ်တော်ရဲ့ဂိုတင်းချိုင်းကိုတော့ရောမစစ်သားတွေကိုသွားဆောင်ခိုင်းသေးတယ်မထအောင်နော်သူထတယ်ဆိုတာကိုသိတယ်စာတန်ကမထမြောက်အောင်ရောမစစ်သားတွေကိုသူကတေချာလေးကိုသွားဆောင်ခိုင်းတာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီစာတန်ရဲ့ကြိုးစားလှုပ်ဆောင်မှုအားလုံးဟာအဆုံးမှာ
ကြာရှုံးမှုနဲ့ပဲသူကဖြစ်ခဲ့ပါတယ်ဒါဟာဝိနည်းရေးရမှာတိုက်ပွဲဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဖက်အခန်းကြီး6ထဲမှာငါတို့တိုက်တဲ့စစ်ဆိုတာကဒီအသွေးအသားဇာတိသွေးသားမဟုတ်ဘူးဝိနည်းလောကမှာစစ်ပွဲရှိတယ်ဆိုတာယေရှုခရစ်တော်ကလည်းစာတန်ရဲ့တိုက်ခိုက်ခြင်းကိုတောင်းလျှောက်ရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်ဒီကနေ့အစ္စတာဆန်ဒိုင်မှာယေရှုခရစ်တော်ရဲ့တည်ခြင်းကနေထမြောက်ဖို့ရန်အမျိုးမျိုးအတားအဆီးလောက်သောသူစာတန်ဟာကြာရှုံးသောသူဖြစ်သွားပါတယ်ကျွန်တော်တို့တွေဟာခရစ်တော်ရဲ့အောင်မြင်ခြင်းတည်ခြင်းမှထမြောက်ခြင်းအဖြစ်ကျွန်တော်တို့ဒီလည်းပဲအောင်မြင်သောသူတွေဖြစ်သွားပါတယ်ဖျားရှိမှဖြောင့်မတ်သောသူတွေသူရဲ့ထမြောက်ခြင်းအဖြစ်နော်ရောမခန်းကြီး၄ထဲမှာပြောတယ်လို့ပေါ့နော်သူရဲ့တည်ခြင်းမှထမြောက်ခြင်းအဖြစ်ကျွန်တော်တို့ဒီဘုရားသခင်ရှေ့မှာဖြောင့်မတ်သောသူတွေဖြစ်တယ်လို့ပြောတာရောမခန်းကြီး၄အငယ်25ထဲမှာနော်ဒါကြောင့်မို့လို့ဒီလောက်တန်ဖိုးရှိတဲ့ကိုတော်ရှင်ရဲ့တည်ခြင်းမှထမြောက်ခြင်းအရာသည်ကျွန်တော်တို့အတွက်သာရအသက်ဖြောင့်မတ်ခြင်းစုကြည်စိုးဖြစ်စေတဲ့အတွက်ကြောင့်ဒီထမြောက်သောနေ့ရောက်တဲ့အချိန်တိုင်းမှာတနင်္ဂနွေနေ့ရောက်တဲ့အခါတိုင်းမှာဘုရားကျောင်းသွားဖို့မပြင်းကြဘူးရန်လိုအပ်တဲ့ဘုရားကိုချစ်တဲ့စိတ်နဲ့သူ့ကိုအစီခံချီးမွမ်းဖို့ရန်လိုအပ်ပါတယ်ယေရှုခရစ်တော်ခန္ဓာကိုယ်နဲ့ထမြောက်တယ်လို့တနေ့ကြရင်ကျွန်တော်တို့ဒီလည်းပဲဘုံကြီးသောခန္ဓာကိုယ်နဲ့ထမြောက်ကြအောင်မယ်ဆိုတဲ့ဂတိကဝတ်တွေလည်းနော်တစ္ဆာရှိတဲ့ဂတိတွေလည်းကျွန်တော်တို့မှာရရှိခြင်းဖြစ်ပါတယ်သူထမြောက်တယ်လို့နောင်ကာလမှာကျွန်တော်တို့တွေလည်းပဲထမြောက်အောင်မယ်တည်ခြင်းတရားဟာအဆုံးမဟုတ်ဘူးကျွန်တော်တို့တွေဟာအောင်မြင်သောသူတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကနေ့မှာ Easter Sunday နေ့အတွက်ဒီတနာကိုကျွန်တော်အနည်းငယ်ခွန်အားပြုလို့တာဖြစ်ပါတယ်လို့အရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေအာမင်